မင်္ဂလာပါခင်ဗျာနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကျွန်တော်အေဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ထရန့်ရဲ့မိကွန်းနဲ့ပတ်သက်ပြီးလေးလာသူတွေရဲ့သုံးသပ်ချက်တွေအကြောင်းရီမန်းချက်ပြည့်လို့ပြီးစီလိုဘာကဟော်မုတ်ကိုသွားသိမ်းကြလို့ထရန့်ကပြောဆိုခဲ့တာနဲ့ရာစုနှစ်ဝက်တွင်ပထမဆုံးလူလိုက်ပါလာခီးစဉ်ကို NASA ကလွှတ်တင်ခဲ့တဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ် Iran has been essentially decimated. The hard part is done, so it should be easy. ပထမဆုံးတင်ဆက်ပေးမှာကတော့မိကွန်းမှာအဓိကမိကွန်းတွေကိုထရန့်ကမဖြေခဲ့တဲ့အကြောင်းလေးလာသူတွေကသုံးသပ်ထားတာပဲဖြစ်ပါတယ်။ American သမ္မတ Donald Trump မိကွန်းမှာထူးခြားချက်တွေပါမယ်လို့မျှော်လင့်ခဲ့ကြပေမဲ့သူပြောနေကြစကားတွေပဲပါတယ်လို့သုံးသပ်သူတွေကဖော်ပြထားပါတယ်။မိနစ်20ကြာမိကွန်းမှာအဓိကမဟာဗျူဟာမြောက်ရွေချက်တွေပြီးမြောက်လူနီးပါးဖြစ်နေပြီးဆိုတာမျိုးတွေပဲပါတယ်လို့ဆိုထားပါတယ်။ပြီးခဲ့တဲ့ဘက်က Trump ရဲ့ social media post တွေကို copy ကူးပြီးချလိုက်မယ်ဆိုရင်ဒီမိကွန်းတွေနဲ့တိတ်မကွာဘူးဆိုပြီးသုံးသပ်သူတွေကဖော်ပြခဲ့တာပါ။ဒီစစ်ပွဲဟာ American တွေရဲ့အနာဂတ်ရင်းနှီးမြှုပ်နှံမှုအဖြစ်မြင်ကြဖို့ Trump ကတိုက်တွန်းခဲ့တာတွေ့ရပါတယ်။ပြီးခဲ့တဲ့ရာစုနှစ်တွေဒါမှမဟုတ် American ပါဝင်တဲ့အခြားစစ်ပွဲတွေနဲ့ရှင်းမယ်ဆိုရင်လည်းဘာမှမဟုတ်ဘူးဆိုပြီး Trump ကအကြံပြုထားပါတယ်။ဒါပေမဲ့စစ်ပွဲရဲ့ဥတီချက်ဒါမှမဟုတ် American ရဲ့ထွက်ပေါက်ကဘာလဲဆိုတာကိုပြောဆိုဖို့ Trump ကရှင်းလင်းတဲ့အဖြစ်မပေးခဲ့ပါဘူး။ပထမချက်က Israel ဟာအီရန်ကိုတိုက်နေတုန်းဖြစ်ပြီးဗုဒ္ဓဟူးနေ့အစောပိုင်းမှာတင် drone တွေဒုံးကျည်တွေနဲ့ Tel Aviv မြို့ကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဓိကမေးခွန်းက Israel ဝန်ကြီးချုပ်နေတန်ယာဟုရဲ့အစိုးရက Trump ပြောတဲ့ရက်သတ္တပတ်အနည်းငယ်တွင်စစ်ပြီးမယ်ဆိုတာသဘောတူလားဆိုတဲ့အချက်ကိုဖော်ပြထားတာတွေ့ရပါတယ်။ဒုတိယချက်ကတော့အီရန်ကိုလက်ခံဖို့တိုက်တွန်းထားတဲ့အချက်15ချက်ပါငြိမ်းချမ်းရေးအစီအစဉ်ဘာတွေဖြစ်နေပြီးလဲဆိုတာကိုဖော်ပြထားပါတယ်။ဒီအချက်ကို Trump ကမေးခွန်းမှာပြောဆိုသွားတာမတွေ့ရပါဘူး။အီရန်ရဲ့တန့်စင်ယူရေနီယံတိုးလောင်ထားမှုတွေကိုသိမ်းမဲ့ကိစ္စအပါအဝင်တောင်းဆိုထားမှုတွေကိုစွန့်လွတ်လိုက်ပြီလားဆိုတာကိုသုံးသပ်သူတွေကဖော်ပြကြပါတယ်။ဟော်မုတ်ရေလက်ကြားရေးနဲ့ပတ်သက်ပြီးလဲ Trump ကတေချာတဲ့အမြင်ကိုပြောတာမျိုးမရှိဘဲအဲ့ဒီနေရာကိုသွားပြီးကိုဖာတာကိုကာဝယ်ကြကိုဖာတာကိုအသုံးပြုကြလို့ပြောခဲ့တာပဲရှိတယ်လို့သုံးသပ်သူတွေကထောက်ပြပါတယ်။ Trump ဟာမဟာမိတ်တွေကိုဝေဖန်ခဲ့ပြီးနေတိုးအဖွဲ့ကနေထွက်ခွာဖို့စိတ်ကူးရှိတယ်လို့ဗုဒ္ဓဟူးနေ့အစောပိုင်းမှာပြောဆိုခဲ့ပေမဲ့သူ့ရဲ့မိကွန်းမှာတော့နေတိုးကနေထွက်မဲ့ကြောင်းပါဝင်လာမျိုးမရှိပါဘူး။နောက်ထပ်အဓိကမိကွန်းကအရှေ့အလယ်ပိုင်းကိုစီလွတ်တဲ့ Marine တပ်သားတွေနဲ့လေဒီတပ်သားတွေဘာလုပ်နေလဲဆိုတာပါပဲ။အဲဒီအချိန်မှာပဲ American ရဲ့စီးစေးဟာ$4အထက်ကို၄နှစ်နီးပါးအတွင်းပထမဆုံးကျင်ရောက်ရှိခဲ့တာတွေ့ရပါတယ်။ဒါအပြင်လွတ်တော်ကိုထိန်းချုပ်ဖို့အဆုံးဖြတ်မဲ့ရွေးကောက်ပွဲကလည်းလာနေငယ်ပဲလူတော့တယ်လို့ Trump ရဲ့မိကွန်းနဲ့ပတ်သက်ပြီး BBC ကသုံးသပ်ထားတာဖြစ်ပါတယ်။ Trump ရဲ့မိကွန်းရ American ဟာအီရန်စစ်ပွဲကနေချက်ချင်းထွက်ခွာမဲ့ပုံမပေါ်ဘူးလို့ Reuters သတင်းဌာနကလည်းသုံးသပ်သူတွေရဲ့ပြောကြားချက်ကိုဖော်ပြထားပါတယ်ခင်ဗျာ။ Thanks to the progress we've made, I can say tonight that we are on track to complete all of America's military objectives shortly, very shortly. We're going to hit them extremely hard over the next 2 to 3 weeks. We're going to bring them back to the Stone Ages where they belong. နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ရီမန်းချက်ပြည့်လူပြီးစီလိုဘာကဟော်မုတ်ကိုသွားတင်ကြလို့ Trump ကပြောဆိုခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။အီရန်စစ်စင်ရေးအဓိကရီမန်းချက်တွေပြည့်စုံလူနီးပြီလို့ American သမ္မတ Donald Trump ကဧပြီလ1ရက်နေ့ညပိုင်းမှာရုပ်သံပေးကွန်းမှာပြောကြားခဲ့တာပါ။ရေနံလိုတဲ့နိုင်ငံတွေအနေနဲ့ဟော်မုတ်ရေလက်ကြားကိုကိုယ့်ဘာသာကိုသွားသိမ်းရင်သိမ်းမသိမ်းရင် American စီကနေရေနံဝယ်ကြဖို့လဲ Trump ကထပ်မံတိုက်တွန်းထားပါတယ်။ American ဟာမကြုံစဘူးအနိုင်ရနေပြီးမကြခင်အလုပ်ပြီးမြောက်တော့မယ်လို့လည်းသူကကြွေးကြော်ထားပါတယ်။မိနစ်20ကြာမိကုန်းမှာ American အနေနဲ့ပြည်ပရေနံမလိုအပ်သလိုဗင်နီဇွဲလားလက်နဲ့ထုတ်လုပ်ရေးသဘောတူထားတဲ့အတွက်ဟော်မုတ်ရေလက်ကြားပွင့်နေဖို့မလိုဘူးလို့ထည့်သွင်းပြောဆိုထားပါတယ်။လောင်စာဆီမရနိုင်တဲ့နိုင်ငံတွေထဲမှာအီရန်ကိုချေမှုန်းရေးမှာပါဝင်ဖို့ညှင်းဆိုတဲ့နိုင်ငံတွေအများကြီးပါပါတယ်လို့မှတ်ချက်ပေးထားပြီးအခုမှတတိမွေးပြီးရေလက်ကြားကိုသွားသိမ်းကြကာကွယ်ကြလို့လည်းသူကပြောဆိုထားပါတယ်။ American ရေနံဝယ်ယူဖို့ကိုလည်း Trump ကတိုက်တွန်းခဲ့ပါသေးတယ်။တစ်ဖက်မှာတော့အီရန်ဘက်ကအပြည့်ရဖို့တောင်းဆိုတယ်ဆိုတာမှားယွင်းပြီးအခြေမြင့်မရှိတဲ့စကားလို့အီရန်နိုင်ငံသားဝန်ကြီးဌာနကတုံ့ပြန်ထားပါတယ်။အီရန်ဆိုရတဲ့သမ္မတကတောင်းဆိုတာလို့ Trump ကပြောထားပေမဲ့ဘသူကိုရည်ညွှန်းတယ်ဆိုတာရှင်းရှင်းလင်းလင်းမဖော်ပြခဲ့ပါဘူး။စစ်ပွဲကြောင့်စီးပွားရေးပေါ်ရိုက်ခတ်လာမဲ့ကြရက်တွေတဲ့အမေရိကန်ကကောင်းကောင်းပြင်ဆင်ထားပြီးဖြစ်တယ်လို့ Trump ကဂရုပြုထားပါတယ်။ပြည်တွင်းမှာစီးစေးတွေတက်လာတဲ့ကိစ္စအတွက်လည်းအီရန်ကိုအပြစ်တင်ထားပါတယ်။ အမေရိကန်ဟာအီရန်ရဲ့ရေတပ်နဲ့လေတပ်ကိုဖျက်ဆီးခဲ့သလိုပဲထိန်းဒုံးကျည်နဲ့နျူကလ িয়ার စီမံကိန်းတွေကိုလည်းဖျက်ဆီးနိုင်ခဲ့ပြီလို့ Trump ကထပ်လောင်းပြောဆိုထားပါတယ်။
ဒါပေမဲ့ဟော်မုတ်ရေလက်ကြားအသွားလာအဆင်မပြေမှုကြောင့်ကမ္ဘာရေနံစီမြင့်တက်နေတာကိုဖြေလျှော့စေမယ့်အာမကန်ချက်မျိုးကိုတော့ထည့်သွင်းပြောဆိုခဲ့တာမရှိပါဘူး။ဒါကြောင့်မေကွန်းမပြောခင်ရေနံတစ်စီကိုဒေါ်လာ100အောက်ရှိနေတဲ့ Brent ရေနံစိမ်းဈေးဟာဘေကွန်းပြောပြီးမှ$105ကိုပြန်ပြီးခုန်တက်ခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမှာကတော့ရာစုနှစ်ဝက်တွင်ပထမဆုံးလူလိုက်ပါလာခီးစဉ်ကို NASA ကလွှတ်တင်ခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ရာစုနှစ်ဝက်ကျော်တွင်ပထမဆုံးလူသားပါဝင်တဲ့လာခီးစဉ်ဖြစ် Artemis 2 mission ကို American အာကာသ Agency NASA ကလွှတ်တင်ခဲ့ပါတယ်။အာကာသယာဉ်မှူး၄ဦးလိုက်ပါတဲ့ Orion ယာဉ်ကို NASA ရဲ့အာကာသလွှတ်တင်ရေးစနစ် SLS ဒုံးပျံနဲ့ဧပြီလ1ရက်နေ့ဒေသစံတော်ချိန်ည6:35မိနစ်မှာလွှတ်တင်ခဲ့တာပါ။ဒီကင်းစဉ်မှာ American အာကာသယာဉ်မှူးတွေဖြစ်တဲ့ Reid Whiteman, Victor Glover, Christina Koch နဲ့ကနေဒါအာကာသယာဉ်မှူး Jeremy Hansen တို့လိုက်ပါခဲ့ပါတယ်။အရန်လှတယ်။လာထွက်တာမြင်နေရတယ်လို့အာကာသယာဉ်မှူး Whiteman ကယာဉ်လွှတ်တင်ပြီးတိတ်မကြခင်မှာပြောဆိုထားပါတယ်။10ရက်ကြာမဲ့ဒီခီးစဉ်မှာအာကာသယာဉ်မှူးတွေဟာလပေါ်ဆင်းသက်မှာမဟုတ်ပဲလကိုယာဉ်နဲ့ပတ်သွားဖို့စီစဉ်ထားပါတယ်။လာရဲ့အမောင်ဘတ်ချမ်းကိုပါပတ်သွားမှာဖြစ်လို့လူသားတွေသွားခဲ့သမျှထဲမှာကဘာနဲ့အဝေးဆုံးခီးစဉ်လည်းဖြစ်လာမှာပါ။အာကာသယာဉ်ဟာကမ္ဘာပတ်လမ်းထဲမှာ24နာရီလောက်ဆက်ရှိနေမှာဖြစ်ပြီးအခြေအနေကောင်းမယ်ဆိုရင်လစီကိုဆက်လက်ထွက်ခွာကြမှာဖြစ်ပါတယ်။အခုလွှတ်တင်မှုဟာလာမယ့်10စုနှစ်မှာလူသားတွေလပေါ်ကိုပြန်လည်ခြေချနိုင်ဖို့အမေရိကန်ရဲ့အရေးကြီးတဲ့ခြေလှမ်းတစ်ရပ်ပဲဖြစ်ပါတယ်။တရုတ်နိုင်ငံကလည်း2030ပြည့်နှစ်မှာလပေါ်လူသားတွေစီးလွတ်ဖို့ပြင်ဆင်နေပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ယူကရိန်းအရှေ့ပိုင်းကလူဟန်ဒေသတစ်ခုလုံးကိုထိန်းချုပ်နိုင်ပြီလို့ရုရှားကအတည်ပြုတဲ့အကြောင်းပဲဖြစ်ပါတယ်။ရုရှားစစ်တပ်ဟာယူကရိန်းအရှေ့ပိုင်းကလူဟန်ဒေသကိုအပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်တဲ့အကြောင်းကာကွယ်ရေးဝန်ကြီးဌာနရဲ့အတည်ပြုချက်အရသိရပါတယ်။အနောက်ပိုင်းစစ်ဒေသကတပ်ဖွဲ့တွေဟာလူဟန်ပြည်သူ့သမ္မတနိုင်ငံကိုအပြီးတိုင်လွတ်မြောက်စေခဲ့ပြီဖြစ်တယ်လို့ဧပြီလ1ရက်နေ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ဒါဟာ2022ခုနှစ်ရုရှားကျူးကျော်မှုစတင်ခဲ့တဲ့ယူကရိန်းဒေသ၄ခုထဲကတစ်ခုဖြစ်သလိုမသိမ်းနိုင်သေးပဲကြံတဲ့နေရာဖြစ်တာကိုလည်းတွေ့ရပါတယ်။အဲ့ဒီအခြေအနေကိုယူကရိန်းဘက်ကချက်ချင်းအတည်ပြုပြောဆိုတာမျိုးတော့မရှိသေးပါဘူး။အခုလိုမျိုးသိမ်းပိုက်ခံလိုက်ရတဲ့လူဟန်နဲ့ဒွန်နက်ဒေသနှစ်ခုပေါင်းလိုက်မယ်ဆိုရင်ပုံမကျယ်ဝန်းတဲ့ဒွန်ဘတ်နယ်မြေဖြစ်တည်ထားကြပါတယ်။ရုရှားဘက်ကလူဟန်ဒေသအားလုံးဒီဘက်ကိုထိန်းချုပ်ထားတာကြာပြီးဆိုပေမဲ့လည်းဒွန်နက်ဒေသမှာတော့၄ပုံ၃ပုံလောက်သာသိမ်းပိုက်ထားနိုင်ပါတယ်။ဒါပြင်ယူကရိန်းအရှေ့မြောက်ပိုင်းခါကိဒေသမှာရှိတဲ့ကျေးရွာတစ်ခုနဲ့အရှေ့တောင်ပိုင်းဇာပိုရီရှာဒေသကနောက်ထပ်ရွာတရွာကိုပါသိမ်းယူနိုင်တဲ့အကြောင်းရုရှားကာကွယ်ရေးဝန်ကြီးဌာနကဖြည့်ဆွတ်ပြောဆိုထားပါတယ်။ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီကတော့ရုရှားဟာအမေရိကန်ကိုသတိပေးတာတွေရှိတယ်ဆိုပြောဆိုထားပါတယ်။အဲဒီထဲမှာ2လအတွင်းဒွန်ဘတ်ဒေသကနေယူကရိန်းတပ်တွေမဆုတ်ခွာပေးဘူးဆိုရင်ငြိမ်းချမ်းရေးသဘောတူညီချက်အတွက်ရုရှားရဲ့စည်းကမ်းချက်တွေကိုပိုပြီးတင်းကျပ်မယ်ဆိုပြီးပါရှိထားပါတယ်။ဒီလိုမျိုးအချိန်တိုတွင်ကြန့်ရှိနေသေးတဲ့ဒွန်ဘတ်ဒေသတစ်ခုလုံးကိုရုရှားကသိမ်းပိုက်နိုင်လိမ့်မယ်လို့ယုံကြည်နေတာမျိုးရှိမယ်ဆိုရင်အံ့အားသင့်မိတယ်လို့လည်းထပ်မံပြောဆိုထားပါတယ်။ယူကရိန်းဘက်ကတန်တမန်ရေးနီလန်းရဖြည့်ရှင်းတာကိုလိုလားပေမဲ့လည်းလက်ရှိရှင်းတန်းစစ်မျက်နှာတိုင်းအပြစ်ခတ်ရက်စဲဖို့အတွက်သာသဘောတူဖို့ရှိတယ်လို့သိရပါတယ်။နောက်ထပ်တင်ဆက်ပေးမှာကတော့ဖြည့်ဆွတ်ဘတ်ဂျက်ဒေါ်လာ18ဘီလီယံပေးဖို့တောင်ကိုရီးယားသမ္မတကလွှတ်တော်ကိုတောင်းဆိုခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။အရှေ့လေပိုင်းစွမ်းရည်အကျက်တဲဖြစ်နေချိန်မှာနိုင်ငံရဲ့ဘတ်ဂျက်ကိုဒေါ်လာ18ဘီလီယံထိတိုးမြှင့်ဖို့တောင်ကိုရီးယားသမ္မတလီဂျင်မြောင်းကလွှတ်တော်ကိုတိုက်တွန်းခဲ့ပါတယ်။အရှေ့လေပိုင်းရေးကြောင့်စွမ်းရည်လုံခြုံရေးအဆိုးရွားဆုံးချင်းချောက်မှုတွေထဲမှာဖြည့်ဆွတ်ဘတ်ဂျက်26.2 ထရီလီယံဒေါ်လာ19.3ဘီလီယံပေးဖို့တိုက်တွန်းခဲ့တာပါ။စစ်ပွဲကမနစ်ဖြန်ပြီးမယ်ဆိုရင်တော့အရှေ့လေပိုင်းမှာရှိတဲ့စွမ်းရည်ဆိုင်ရာအဆောက်အုံတွေပြန်ပြင်ဖို့နဲ့ပုံမှန်တိုင်းလဲပတ်နိုင်ဖို့အချိန်တစ်ခုတော့ယူရမှာပါလို့လီကရုတ်တံမေကုန်းကနေလွှတ်တော်ကိုပြောဆိုခဲ့တာပါလွှတ်တော်ဟာဘတ်ဂျက်ပိုတောင်းမှုကိုဧပြီလ10ရက်နေ့မှာအတည်ပြုပေးမယ်လို့မျှော်လင့်ရပါတယ်အစိုးရကတော့လွှတ်တော်ကနေဘတ်ဂျက်အတည်ပြုချက်ရတဲ့ချက်ချင်းအသုံးပြုဖို့စီစဉ်ထားပါတယ်တောင်ကိုရီးယားဟာအရှေ့လေပိုင်းကရေနံတွေကိုအဓိကမှီခိုနေရတဲ့နိုင်ငံဖြစ်ပြီးအီရန်စစ်ပွဲရေးကနိုင်ငံရဲ့စွမ်းရည်အသုံးပြုမှုကိုထိခိုက်လာပါတယ်ရုံပိုင်းဆိုင်ရာအနောက်ရှက်တွေရှိလာပြီးဖြစ်တာကြောင့်နိုင်ငံရဲ့စွမ်းရည်လုံခြုံရေးဆိုင်ရာသတိပေးမှုကိုဒုတိယအမြင့်ဆုံးဖြစ်ဗိုလ်မှူးနေ့ကမြင့်တင်ခဲ့တာဖြစ်ပါတယ်။တ
တောင်ကိုရီးယားနိုင်ငံကိုစီရောက်ရှိမှုဟာမတ်လ20ရက်နေ့ကနောက်ဆုံးရောက်ရှိခဲ့တာဖြစ်ပြီးစွမ်းအင်လိုအပ်ချက်လည်းကြီးမားလာပါတယ်။တောင်ကိုရီးယားနိုင်ငံဟာ2024ခုနှစ်မှာစွမ်းအင်ဆိုင်ရာလိုအပ်ချက်အရအရှေ့အလယ်ပိုင်းက55%တင်သွင်းယူခဲ့တာဖြစ်ပြီးအဲ့ဒီပမာဏကပြည့်မြတ်ဒေါ်လာ144ဘီလီယံဝန်းကျင်ရှိတယ်လို့ဖော်ပြကြပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့လောင်ကစားကြော်ညာတွေကိုဩစတြေးလျကန့်သက်တဲ့အကြောင်းပဲဖြစ်ပါတယ်။ Already delivered to combat gambling harm. လောင်ကစားကြော်ညာတွေမှာနာမည်ကြီးသူနဲ့ကြော်ညာတာကိုပိတ်ပင်မှာဖြစ်ပြီးအွန်လိုင်းလောင်ကစားကြော်ညာတွေကိုလည်းအသက်18နှစ်ပြည့်ပြီးသူအင်တာနက်သုံးစွဲခွင့်ရသူတွေကိုပဲပြသခွင့်ကန့်သတ်မယ်လို့ဩစတြေးလျကဧပြီလ2ရက်နေ့မှာပြောဆိုထားပါတယ်။လောင်ကစားကြော်ညာတွေဟာအခမဲ့ရုပ်သံလိုင်းတွေနဲ့အားကစားကဏ္ဍဝင်ငွေတွေကိုအဓိကပံ့ပိုးပေးနေတာပဲဖြစ်ပါတယ်။လောင်ကစားကြော်ညာတွေဟာအစောပိုင်းကတည်းကရုပ်သံထုတ်လွှင့်မှုမှာအချိန်ကန့်သတ်နဲ့ထုတ်လွှင့်ဖို့ကန့်သတ်ခံထားရတာတွေ့ရပါတယ်။အသေးထွက်တဲ့ဥပဒေအရမနက်6နာရီကနေည8နာရီခွဲတွင်တနာရီမှာ3ကြိမ်အထိပါဝင်ပြီးလိုက်လွှင့်တဲ့အချိန်ကလည်းလောင်ကစားကြော်ညာတွေကိုလုံးဝကြော်ညာခွင့်ရမှာမဟုတ်ပါဘူး။ဒါအပြင်ကျောင်းဆင်းချိန်နဲ့ကျောင်းတက်ချိန်တွေမှာရေဒီယိုကနေလောင်ကစားကြော်ညာထုတ်လွှင့်တာကိုပိတ်ပင်ထားပါတယ်။လောင်ကစားကြော်ညာတွေမှာလူသိများထင်ရှားသူတွေနဲ့အားကစားသမားတွေကိုလည်းကြော်ညာရိုက်ကူးခွင့်ပိတ်ပင်ထားပါတယ်။အားကစားကွင်းမှာလောင်ကစားကြော်ညာတွေထားတာကိုပိတ်ပင်ထားသလိုကစားသမားတွေနဲ့တာဝန်ရှိသူတွေရဲ့အင်ကြီးတွေမှာပါလောင်ကစားနဲ့သက်ဆိုင်တာတွေမပါဖို့တားမြစ်ထားတာတွေ့ရပါတယ်။ဩစတြေးလျဝန်ကြီးချုပ်ကလောင်ကစားကြော်ညာတွေကိုအွန်လိုင်းအသုံးပြုခွင့်ရှိသူတွေတဲ့ကြော်ညာခွင့်တော်ခွင့်ပြုထားတာတွေ့ရပါတယ်။လောင်ကစားကြော်ညာကန့်သတ်ချက်ဥပဒေဟာ2028ခုနှစ်မှာစတင်အသက်ဝင်မှာပဲဖြစ်ပါတယ်။ဒီလောင်ကစားကြော်ညာကိစ္စဟာအစိုးရအဖွဲ့တဲ့ခေါင်းခဲစရာပြဿနာတစ်ခုဖြစ်ခဲ့ပြီးလက်ရှိချိန်မှာဥပဒေထုတ်ပြန်ပြီးဖြေရှင်းနိုင်ခဲ့တာဖြစ်တယ်လို့ရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်ခင်ဗျာ။နောက်ဆုံးတင်ဆက်ပေးမှာကတော့အင်ဒိုနီးရှားနိုင်ငံမှာအင်အား 9.4 အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးဆူနာမီသတိပေးချက်တွေထုတ်ပြန်ခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ဧပြီလ2ရက်နေ့ဒေသစံတော်ချိန်နနက်6:48မိနစ်မှာအင်ဒိုနီးရှားနိုင်ငံမှာအင်အား 9.4 အဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးဆူနာမီသတိပေးချက်ထုတ်ပြန်ထားပါတယ်။ကနဦးတိုင်းတာမှုမှာအင်အား 9.8 အဆင့်ရှိတဲ့ဒီငလျင်ဟာမြောက်ပိုင်းမလာကာပင်လယ်ပြင်ကိုရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။တာနာဒေးမြို့ရဲ့အနောက်မြောက်ဘက်129ကီလိုမီတာအကွာမြေအောက်နဲ့35ကီလိုမီတာကိုဗဟိုပြုလှုပ်ခတ်ခဲ့တာလို့အမေရိကန်ဘူမိဗေဒလေ့လာရေးစကန် USGS ကပြောဆိုထားပါတယ်။ဗဟိုချက်ကနေကီလိုမီတာ1000ပတ်လည်မှာရှိတဲ့အင်ဒိုနီးရှားဖိလစ်ပိုင်နဲ့မလေးရှားကမ်းရိုးတန်းတွေမှာဆူနာမီလိုင်းတွေဝင်ရောက်နိုင်တယ်လို့သတိပေးထားပါတယ်။အင်ဒိုနီးရှားကမ်းရိုးတန်းတချို့မှာဒီအထက်3.3 မီတာကနေ1မီတာအထိမြင့်တဲ့လှိုင်းတွေရိုက်ခတ်နိုင်ကြလည်းရှိနေပါတယ်။ဂျပန်နဲ့ဩစတြေးလျနိုင်ငံတွေအတွက်တော့ဆူနာမီအန္တရာယ်ကြီးကြီးမားမားမရှိဘူးလို့သက်ဆိုင်ရာမိုးလေဝသဌာနတွေကထုတ်ပြန်ထားပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာပစိဖိတ်မီးကွင်းဒေသမှာတည်ရှိတာကြောင့်ငလျင်နဲ့မီးတောင်ပေါက်ကွဲမှုတွေမကြာခဏဖြစ်ပွားလေ့ရှိပါတယ်။2022ခုနှစ်ကအနောက်ဂျာဗားပြည်နယ်စီယန်ဂျူးမြို့မှာအင်အား 9.6 အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့လို့လူ602ဦးထပ်မံသေဆုံးခဲ့ပူပါတယ်။ဒီဖြစ်စဉ်ဟာ2018ခုနှစ်ကဆူလာဝေစီမှာလူပေါင်း4300ကျော်သေဆုံးခဲ့တဲ့ငလျင်နဲ့ဆူနာမီနောက်ပိုင်းအင်ဒိုနီးရှားမှာအသေးပြောက်အများဆုံးငလျင်ပဲဖြစ်ပါတယ်။2004ခုနှစ်ကလည်းအိန္ဒိယသမုဒ္ဒရာမှာအရန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးဆူနာမီကိုဖြစ်ပေါ်စေခဲ့ပါတယ်။အဲ့ဒီဆူနာမီကြောင့်နိုင်ငံတချို့မှာလူ2,300,000ကျော်သေဆုံးခဲ့ရပြီးလူများစုကအင်ဒိုနီးရှားနိုင်ငံအာချေးပြည်နယ်ကဖြစ်ပါတယ်ခင်ဗျာ။